တိုင်ဆန်ငကဇက်တို့ရဲ့အသေးဘဝကတန်ဖိုးထားလှုပ်ဆောင်ခဲ့တဲ့ mission ကပါလေအားလုံးပဲမင်္ဂလာပါ WLO channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်တိုင်ဆန်ငကဇက်ကြောင်းများတဘာဝလွန်ထူးခြားစမ်းကြယ်များမြန်မာသမိုင်းကြောင်းများဂမ်ဘီယာလောကီပညာရပ်များကြောင်းကိုဝေမျှတင်ဆက်ပြောကြားပေးနေတော့ channel ဖြစ်ပါတယ်ယခုတစ်ပတ်မှာတော့တိုက်ဆက်ငကဇက်လေးတို့ရဲ့အသေးဘဝကတန်ဖိုးထားလှုပ်ဆောင်ခဲ့တဲ့ mission ကဘာလဲဆိုတာကိုကြည့်ပေးပါမယ်ရှင်ဟုတ်ကဲ့ပါအကြောင်းအရာလေးမစသင့်ခင်ထုံးစံအန်တိုင်း channel လေးကိုလည်း like and subscribe လုပ်ပေးခြင်းဖြင့်အားပေးကူညီဝင်ရောက်ကြဖို့မြတ်တာရက်ခံလိုပါတယ်ဘေးက notification လေးကိုနှိပ်ပြီးတော့လဲတင်ဆက်သမျှအရင်ဆုံးသိရှိနိုင်အောင် notification ယူထားပေးလို့ရှားပါတယ်ရှင်ကဲဟုတ်ပါပြီဒါဆိုလို့ရှိရင်တိုက်ဆက်ငကဇက်လေးတို့တွေမိမိတို့ရဲ့အသေးဘဝကိုမျက်လုံးလေးမိတ်ပြီး3စက္ကန့်လောက်အာရုံညှို့ထားပေးပါရှင်ကဲဆက်လက်နားဆင်လို့ရပါပြီရှင်တိုက်ဆက်ငကဇက်လေးတွေမင်းတို့ရဲ့အသိဘဝမှာမင်းတို့လေးတွေဟာစောင့်ရှောက်သူကာကွယ်သူဆိုတဲ့အဓိကအနေနဲ့လှုပ်ရှားခဲ့တာလို့တွေ့ရပါတယ်တိုက်ရဲ့ဒီနေရာတွေနဲ့အင်မတန်တန့်စင်တဲ့နေရာအထွတ်မြတ်နေရာတွေဖျားစီတီပထိုးတွေစတဲ့နေရာတွေရဲ့ဖြစ်တည်လာဖို့တမိုင်းချောင်းအဆင့်ဆင့်ယတနာပစ္စည်းမျိုးစုံထိုနေရာတို့ရဲ့စွမ်းအင်တွေကျေပြန့်ဖို့ပြန်ပွားဖို့နဲ့အမွေအနှစ်တွေနှစ်ပေါင်းရာချီပြောင်းလဲခဲ့တဲ့ဆက်သွယ်မှုတွေတာဝန်တွေအရာအမျိုးမျိုးပြန့်ကျဲနေတဲ့မျိုးနွယ်စဉ်ရိုးရာတွေဘိုးစင်ပေါင်းဆက်လက်စစ်ကန်ခဲ့တဲ့ skill တွေပါဝါတွေကိုမပြတ်စည်းအောင်တိမ်ကောမနစ်မြုပ်ပျောက်ကွယ်သွားခြင်းမရှိအောင်ထိမ့်သိမ်းခဲ့ရတာတွေကမင်းတို့အသိဘဝရဲ့တန်ဖိုးထားလှုပ်ဆောင်ခဲ့ရတဲ့အဓိက mission တွေပဲဖြစ်ပါတယ်ဒါအပြင်လူတွေရဲ့လောဘကြောင့်တိုက်တူးခြင်းကိစ္စတွေကိုလည်းကာကွယ်ပေးရတဲ့အပြင်နောက်ထပ်အသွင်စီးအနေဖြင့်မင်းတို့လေတွေရဲ့အသိဘဝမှာလောကအမှန်တရားတွေတိုက်ပိုင်းဆိုင်ရာသဘောတရားတွေစီကံတွေတိုက်ကဏ္ဍတွေမှာအလွန်အရေးပါတဲ့သစ္စာတရားတွေကိုလည်းမပြောက်ပြတ်အောင်အားထုတ်စ조사ခဲ့ရတဲ့ energy တွေကိုလည်းတွေ့ရပါတယ်ဒါအပြင်လူပြည့်နဲ့ဆက်ဆက်ပြီးလူသားမျိုးနွယ်တွေအချိန်မတန်သေးလို့မတိတဲ့မတိအပ်သေးတဲ့တိုက်ပိုင်းဆိုင်ရာလျှို့ဝှက်ချက်တွေထူးခြားစမ်းကြယ်မှုတွေကိုလည်းမပေါက်ကြားအောင်ပြောင်းပြန်လှန်တော့ကျင်းစင်တွေနဲ့ပိတ်ပင်တားဆီးခဲ့ရပါသေးတယ်ထို့ကြောင့်ယခုဘဝတို့ရောက်လာတဲ့တိုက်ဆက်ငကဇက်အများစုဟာအသွဲစိတ်ကိုတိတ်မဖော်ပြတတ်တာလို့ထင်ပါတယ်တခါတလေရင်ဖွင့်ချင်ရင်တော့ဘယ်ကစပြောရမှန်းမသိတာတွေရင်ဖတ်ထဲတာပြည့်နှက်နေပေမဲ့အပြင်မှာမဖော်ပြတတ်ကြခြင်းဖြစ်တယ်လို့မြင်ပါတယ်ဒါကတော့သီးသန့်သုံးသက်ချက်တာဖြစ်ပါတယ်နောက်ထပ်ဆောင်ရွက်ချက်တွေကတော့လူပြေတွင်သီလစင်ကြယ်သူသူတော်ကောင်းတရားများပွားများသူစိတ်ကောင်းနှလုံးကောင်းရှိတော့ယဟန်ရှင်ပြည်သူအပေါင်းတို့ကိုစွမ်းအင်သုံး၍ကူညီခြင်းကောက်ွယ်ခြင်းများလှုပ်ဆောင်ခဲ့ရပါတယ်ထို့လို့လှုပ်ဆောင်တဲ့အခါမှာလည်းမိမိတို့ရဲ့အုပ်ချုပ်မှုအာဏာနဲ့ဝိညာဉ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာအလိုလိုသိစိတ် energy တွေတိုက်ပိုင်းဆိုင်ရာယတနာပစ္စည်းတွေရဲ့ result တွေအာရုံစိုက်မှု focus attention awareness တွေဟာအမြဲတမ်းအထက်လက်မင်းကြီး၄ပါးနဲ့ဝိဇ္ဇာလောကရဲ့စမ်းသပ်စောင့်ကြည့်ခြင်းကိုခံရပါတယ်ဥပမာအားဖြင့်အထက်ကဖော်ပြခဲ့သောခုနှစ်ရဲ့သားသမီးအပေါင်းတို့ကိုအကျိုးရှိအောင်ကူညီရတာအာနာပါဝါ resort တွေကိုတကယ်အကျိုးရှိတဲ့နေရာတွေမှာသုံးရလားကိုကျိုးအတွက်သုံးနေတာလားဒါမှမဟုတ်သူတစ်ပါးထိခိုက်နေတာအောင်သုံးနေတာလားစသဖြင့်အမျိုးမျိုးစောင့်ကြည့်စမ်းသပ်ခံရတာတွေကိုဆိုလိုခြင်းဖြစ်ပါတယ်ဒါအပြင်မိမိတို့ဟာအသိဘဝမှာအလွဲသုံးစားပြုမှုများကိုအလွန်ဆက်ဆုပ်တတ်ကြပြီးကံ၏အကျိုးတရားကိုလည်းအထူးယုံကြည်သူများဖြစ်ကြပါသေးတယ်ထို့ကြောင့်မိမိတို့ရဲ့စွမ်းအင်များကိုအသုံးချ၍ကောင်းကျိုးများပြုကအစင်းမြင့်သောဘုံဘဝရောက်ခြင်းနဲ့လူချင်းသောဆန္ဒများအတွက်ဆုတောင်းမှုများပြုခဲ့ကြပါတယ်
ထို့ကြောင့်ယခုဘဝမှာငွေကြေးအာဏာပါဝါလူသိများခြင်းထင်ပေါ်ကျော်စောခြင်းနဲ့ပတ်သက်ရင် energy sensitive ဖြစ်တတ်ပါတယ်ယခုဘဝနဲ့ချိတ်ဆက်ကြည့်မယ်ဆိုရင်မိမိတို့အသိဘဝကရည်မှန်းချက်ရည်ရွယ်ချက်ကရှိနေပြီးသားဖြစ်လို့ယခုဘဝမှာရှိနေတယ်ဆိုတာလူတွေကိုကယ်ဖို့အကျိုးပြုဖို့ဒါမှမဟုတ်သာသနာပြုဖို့ဒါမှမဟုတ်တရားလက်ကျင့်တာနောက်ဆုံးဝကြွေးဆက်ဖို့လာတယ်ဆိုရင်တော့ခေတ္တခဏပဲဖြစ်ပါတယ်ဥပမာအားဖြင့်မိမိတို့ဟာဈေးသွားတဲ့လမ်းမှာမိတ်ဆွေအိမ်ခဏဝင်တယ်လို့မျိုးဖြစ်ပါတယ်။လာရင်ရွေချက်ကရှိပြီးတာသို့တော်အကြောင်းရှိလို့လမ်းပြကိစ္စအတွက်ခေတ္တခဏရပ်တန့်သွားတာမျိုးကိုဆိုလိုတာဖြစ်ပါတယ်။ဘလို့ပဲလမ်းပြမှာခေတ္တရနေပါစေမူရင်းရွေချက်တွေမေ့မသွားပဲအဓိကလှုံ့ဆော်လို့တဲ့အရာတွေဖြစ်တဲ့စောက်ရှောက်ခြင်းထိန်းညှိခြင်းမမားအောင်ဆောင်ရွက်ခြင်းစွမ်းအင်တွေနဲ့လောကကြီးကိုအကျိုးပြုရမှာဖြစ်ပါတယ်။ဘယ်လိုအကျိုးပြုရမလဲဆိုပါရင်ယခုလိုဖျားရှင်နဲ့ဝေးကွာတဲ့ခင်မျိုးတွေမှာသူတော်ကောင်းတရားတွေပပျောက်မသွားခြင်းအမှန်တရားများစိတ်သုံး၍မတရားမှုများကြီးစိုးမလာအောင်လူတွေရဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာများအားအသက်နိုင်ဆုံးထိန်းညှိပေးခြင်းကိုဆိုလိုတာဖြစ်ပါတယ်။ဒါအပြင်မေတ္တာတရားလွှမ်းမိုးမှုတည်တာလောက၌အလှပဆုံးဖြစ်၍စိတ်ရိုင်းများကိုပယ်တတ်နိုင်သောတရားဖြစ်ကြောင်းစတဲ့လူတွေအပေါ်အမှန်တရားများသဘောပေါက်နားလည်အောင်လမ်းညွှန်ပေးခြင်းများပြုလုပ်ဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။ထို့မှသာမိမိတို့ရဲ့အသိဘဝမှာအဓိကတန်ဖိုးထားလှုပ်ဆောင်ခဲ့သောစွမ်းအင်မစ်ရှင်များနဲ့ထက်တူညီမှုရှိမှာဖြစ်ပါတယ်။ဟုတ်ကဲ့ပါအားလုံးတို့ဒီလည်းအသက်နိုင်ဆုံးစ조사ဆောင်ရွက်ပြီးမေတ္တာတရားအေးမြကြည်လည်မှုများကိုခံစားရရှိကြပြီလျင်ကမ္ဘာလောကကြီးတစ်ခုလုံးလန်းဆန်း၍ရေမောပျော်ရွှင်တမ်းများဖြင့်လွှမ်းခြုံနိုင်ကြပါစေလို့ဆုတောင်းဆန္ဒပြုရင်းယခုအကြောင်းအရာလေးကိုဒီမှာတင်ဒီကုန်းချုပ်ခွင့်ပြုပါရှင်အားလုံးတော့ကျမရဲ့ချင်းလန်းစွာတော့တိုက်ဆက်ငကဆက်လေးတို့ဒီလေယခုအကြောင်းအရာလေးကိုကြားသိရခြင်းဖြင့်ကျေနပ်နှစ်သက်ကြလိမ့်မယ်လို့လည်းယုံကြည်မျှော်လင့်မိပါတယ်နောက်ပတ်များတွင်လည်းယခုကဲ့သို့စိတ်ဝင်စားဖွယ်ရာများအကျိုးရှိဖွယ်ရာများကိုဆက်ဆက်မပြတ်ရွေးချယ်မျှဝေတင်ဆက်ပေးသွားပါဦးမည်တိုက်ဆက်များနဲ့တကွ9ရက်သားသမီးများအားလုံးကျမ်းမာချမ်းသာကြပါစေ